ဇလန်းဆောင်မှာတော့မိန်းမလေးရန်ရန်ဟာလမ်းဘေးမှာတွန်းလဲလေးနဲ့ဈေးဆိုင်လေးဖွင့်ပြီးဘဝကိုရိုးရှင်းစွာဖြတ်တန်းနေပါတယ်။တရက်မှာတော့ကျောင်းဆင်းလာတဲ့ကောင်လေးတစ်ယောက်ကသူမကိုမြင်ပြီးအတော်လေးလိုဝမ်းသာအားရလှမ်းခေါ်လိုက်ပါတယ်။ဒါကိုဘေးကတငယ်ချင်းတွေကမင်းယူနေလား။လမ်းဘေးမှာဈေးရောက်နေတဲ့သူကမင်းတော်ဖြစ်နိုင်ပါမလား။မင်းတို့လိုချမ်းသာတဲ့ဆွေမျိုးတွေကဒီလိုအလုပ်မျိုးလုပ်ပါမလားလို့ဝိုင်းပြောကြပါတယ်။ရန်ရန်ကတော့စိတ်အေးချမ်းသာစွာနဲ့ပဲမင်းဦးလေးနဲ့ငါနဲ့ကကွာရှင်းခဲ့ပြီးမလို့ခုကစပြီးငါ့ကိုအတော်လေးလို့မခေါ်ပါနဲ့။ကျန်တာကြိုက်တယ်လို့ခေါ်လို့ရပါတယ်။ဒီမုံလေးယူသွားအလွန်ကျွန်တော့မစားနဲ့မဟုတ်ရင်ညစာစားခြင်းစိတ်ပျောက်သွားလိမ့်မယ်လို့မှာရှာပါတယ်။အဲ့ဒီအချိန်မှာပဲကလေးလေးတစ်ယောက်ရောက်လာပြီးရန်ရန်ကိုမေမေလို့လှမ်းခေါ်လိုက်ပါတယ်။ထိုကောင်လေးကစိတ်ထဲကနေသမရဟောင်းရဲ့ဇနီးလောင်ဖြစ်ခဲ့ဘူးသူကလမ်းဘေးဆိုင်လေးဖွင့်ရလောက်တဲ့အထိနှိမ့်ကျသွားတာလား။ဦးလေးကသူမကိုလမ်းခွဲခမပေးခဲ့တာလား။ဒါရင်မကပဲအခြားယောက်ျားရဲ့ကလေးပါရနေပြီလားလို့အထင်မြင်သေးစွာတွေးနေမိပါတယ်။ရန်ရန်ကသူမရဲ့ကလေးကိုရောင်ရောင်အကိုကိုနှုတ်ဆက်လိုက်ဦးလို့ပြောလိုက်ချိန်မှာတော့ထိုကောင်လေးကကားစီကိုပဲလှည့်ထွက်သွားပါတော့တယ်။ရန်ရန်ကထိုကောင်လေးဦးလေးဖြစ်သူကိုပြန်ပြောမလားလို့စိုးရိမ်စိတ်ဝင်မိပေမဲ့လည်းထားလိုက်ပါ။ပြီးရင်တော့အရေးမကြီးတော့ပါဘူး။တယောက်နဲ့တယောက်မတွေ့ရတာလဲနှစ်ပေါင်းများစွာကြာခဲ့ပြီပဲလို့တွေးရင်တွန်းလေးလေးတွန်းကအိမ်ပြန်ခဲ့ပါတယ်။အိမ်လေးရောက်တော့တလကိုအိမ်ငါးက2000ပေးရပြီးအရန်မချမ်းသာပေမဲ့လည်းဒီလိုအေးချမ်းချမ်းဘဝလေးကိုပဲကျေနပ်မိပါတယ်လို့တွေးရင်မိဖို့ချောင်းထဲဝင်ကပျော်ရွှင်စွာချက်ပြုတ်ပါတော့တယ်။တစ်ဖက်မှာတော့ကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးထဲမှာသမရချင်းဟန်ကထိုင်နေရင်းပြန်လာတဲ့တူလေးကိုမင်းပြန်လာပြီလား။လက်ထဲမှာဘာကင်ထားတာလဲလို့မေးလိုက်ပါတယ်။တူလေးကအထုပ်ကိုအတင်းဝက်လိုက်ပြီးဒါကိုဦးလေးသိလို့မဖြစ်ဘူး။ဈေးပေါ်လုံးလို့အမိုက်ဖြစ်ပြစ်လိုက်မယ်လို့စိတ်ထဲကတွေးရင်အစားအသောက်ပါလို့ပဲပြန်ဖြေလိုက်ပါတယ်။ချင်းဟန်ကကောင်းပြီလက်သွားစေညစာစားရအောင်ဆိုကတူအကြီးနှစ်ယောက်ညစာအတူစားကြပါတယ်ချင်းဟန်ကစားတော့နေရင်နဲ့တိုးမိသားစုမှာဘယ်သူမှရှက်ကြောက်နေလို့မရဘူးမင်းလိုချင်တာရှိရင်ပုံပွင့်လင်းလင်းပြောလို့ရတယ်လို့ဆိုလိုက်တဲ့အခါတူလေးကထိုင်နေရာကထပြီးဦးလေးပါလို့အတော်လေးနဲ့ကွာရှင်းခဲ့တာလဲလို့ရုတ်တရက်မေးခွန်းထုတ်လိုက်ပါတယ်ချင်းဟန်ကမင်းကဘာလို့ရုတ်တရက်ကြီးဒီအကြောင်းတွေမေးနေရတာလဲလို့ပြန်မေးတော့တူလေးကမဟုတ်ပါဘူးဒီတိုင်းမေးချင်စိတ်ပေါက်သွားလို့ပါလို့ပြပြတလဲညှင်းရှာပါတယ်ချင်းဟန်ကမင်းကငယ်ပါသေးတယ်လူကြီးတွေကိစ္စကနားလည်ဖို့ခက်ခဲတတ်တယ်ဒါနဲ့သူမကိုမြင်ခဲ့လို့လားလို့တက်တိုးမိလိုက်တဲ့အခါတူလေးလန့်ဖြန့်သွားပါတယ်။အဲ့ဒီအချိန်မှာပဲအပြင်တကားကနေမိန်းကလေးတစ်ယောက်ဝင်လာပြီးချင်းဟန်ပါလို့ပွဲကနေအစောကြီးထွက်လာရတာလေ။တထေးလေးတို့ဆိုမပြောမရွှင်ဖြစ်ကြံခဲ့တယ်လို့ပြောပါတယ်။ချင်းဟန်ကတော့အေးဆက်စွာနဲ့ပဲသူတို့ပြောတာမပြောတာငါနဲ့မဆိုင်ဘူးလို့ပြန်ပြောလိုက်ပါတယ်။မိန်းကလေးကလည်းဟုတ်ပါတယ်။ဘသူကမှတမရကြီးကိုမောမကြည့်ရဲကြပါဘူး။ဒါနဲ့ကျမမွေးနေ့ကတပတ်ခါမလို့မင်းလာမှာလား။ပြီးတော့ကလေးပါခေါ်ခဲ့ရမှာဆိုတော့တူလေးကမျက်မှောင်ကုတ်ပြီးအထုပ်ကိုဆွဲကဦးလေးကျွန်တော်အိမ်စာလုပ်လိုက်အောင်မယ်ဆိုပြီးအပေါ်ထက်ကိုတက်သွားပါတော့တယ်။ထိုမင်းကလေးကမျက်နှာပြတ်သွားပြီးတမရချင်းဟန်ကိုထိတွေ့ဖို့စူးစမ်းတဲ့အခါချင်းဟန်ကရှောင်ဖယ်လိုက်ပြီးမင်းဘာမှပြောစရာမရှိတော့ရင်ပြန်နိုင်ပြီလို့နှင်လွှတ်လိုက်ပါတယ်မင်းကလေးကတော့မင်းကပို့ပြီးအေးဆက်လေးလေးငါကပို့ကြိုက်လေးလေးပဲကောင်းပါပြီအရင်သွားတော့မယ်ဆိုကထွက်သွားပါတယ်ချင်းဟန်ကတော့ဒီနေ့ငါတူလေးတော်တော်ထူးဆန်းနေတယ်ပြီးတော့ဒီမုံအိတ်ကလမ်းမေးဆိုင်တွေသုံးနေကြအိတ်ပဲလို့တန်တယောက်ဝင်ကဖုံးထုတ်ပြီးစစ်ဆေးကြည့်တဲ့အခါတူလေးဟာကြောင်းစင်းပြီးကြောင်းကိန်းနာမှာမိနစ်20တောင်ကြာခဲ့တာကိုသိလိုက်ရပြီးအဲ့ဒီမှာဘသူနဲ့တွေ့ခဲ့တာလဲလို့တွေးတော့နေမိပါတယ်တစ်ဖက်မှာလည်းရန်ရန်ကကလေးလေးစားလို့ရပြီလို့ခေါ်လိုက်ရကလေးလေးကအသားကနူးရီနေတာပဲအရန်ကောင်းတယ်မေမေလို့ချီးမွမ်းရှာပါတယ်ရန်ရန်ကလည်းချစ်စရာကလေးလေးဖြည်းဖြည်းစားပါလို့ပြောရင်ကလေးရဲ့မျက်နှာကိုမြင်တိုင်းပါလို့ချင်းဟန်ကိုပဲတတိယနေရတာလဲဒါကဘလို့မှမမေ့နိုင်တဲ့အိမ်အောင်ရေးမလို့လားလို့ပြန်တွေးမိပါတယ်တကယ်တော့ရန်ရန်ဟာမိဘမဲ့တယောက်ဖြစ်ပြီးအသက်18နှစ်တုန်းကစေတနာဝန်ထမ်းလုပ်ရင်းအဖွားဟွာကိုကဲတင်ခဲ့ပူပါတယ်အဖွားဟွာကသူမကိုဟွာမိသားစုအိမ်စီအတင်းကျပ်ခေါ်ဆောင်လာခဲ့ပြီးမြေးဖြစ်သူချင်းဟန်ကိုချင်းဟန်ဒါကရန်ရန်ပါအဖွားကသူမကိုမင်းရဲ့ဇနီးအဖြစ်ရွေးချယ်ပေးတာမင်းသူမကိုသဘောကျရဲ့လားလို့မေးခဲ့ပါတယ်ချင်းဟန်ကအဖွားဘလို့ပဲဆုံးဖြတ်အဆင်ပြေပါတယ်ဆိုကလက်ထပ်ပွဲလုပ်ခဲ့ကြပါတယ်အဲ့ဒီတုန်းကတော့ရန်ရန်တယောက်ဒါဟာကောင်းမွန်တဲ့အိမ်တော်ရေးရဲ့အစပြုခြင်းလို့မိုင်မဲစွာထင်မှတ်ခဲ့မိတာပါတကယ်တမ်းလက်ထပ်ပြီးနောက်ပိုင်းမှာတော့စိတ်ကူးရင်ထားတာနဲ့လုံးဝကွာခြားခဲ့ရပါတယ်ချင်းဟန်ကတစ်နှစ်ပတ်လုံးခရီးတွေကြီးထွက်နေပြီးတယောက်နဲ့တယောက်တိတ်မတွေ့ရလို့ရန်ရန်တယောက်စိတ်ပြတ်အားငယ်ခဲ့ရပါတယ်တကယ်တော့ချင်းဟန်ကလည်းငငယ်ကလေးကစစ်တပ်ထဲပို့ခံခဲ့ရတာမလို့တယောက်ယောက်ကိုဘလို့နှွေးထွေးကောင်းမွန်စွာဆက်ဆံရမလဲဆိုတာမသိခဲ့ရှာပါဘူးကိုကိုခွင့်လွတ်ပါနောက်မှအစားပြန်ပေးပါမယ်လို့ချင်းဟန်ပြောခဲ့ဘူးတဲ့စကားလေးကပဲသူတို့အိမ်တော်ရေးရဲ့နှွေးထွေးတဲ့အခိုက်အတန့်လေးတစ်ခုဖြစ်ခဲ့ရပါတယ်အဖွားဆုံးပါသွားပြီးတဲ့နောက်မှာတော့ဒီမိဘမဲ့မိန်းကလေးဟာဟွာမိသားစုတစ်ခုလုံးရဲ့အနှိမ်ခံဘဝနဲ့တွေ့ကပ်နေခဲ့ရပြီးချင်းဟန်ကလည်းတစ်နှစ်ပတ်လုံးအိမ်ပြန်မလာတဲ့အပြင်သူမကကလေးတောင်မရနိုင်ဘူးဆိုပြီးနှိမ်ချဆက်ဆံခံခဲ့ရတာတွေကိုပြန်မြင်အောင်လာပါတယ်အဲ့ဒီတုန်းကရန်ရန်ဟာချင်းဟန်ကိုကြည့်ပြီးကျမတော်တော်ပင်ပန်းနေပြီးကွာရှင်းကြရအောင်လို့ပြောခဲ့ရာချင်းဟန်ကโอเคဆိုတဲ့တခွန်းလေးနဲ့သဘောတူခဲ့ပါတယ်ကွာရှင်းပြီးနောက်ပိုင်းမှာရန်ရန်တယောက်ကိုဝင်ရှိနေမှန်းသိလိုက်ရတာပါအခုဆိုနှစ်တောင်ရှိသွားခဲ့ပါပြီကလေးကိုကျွေးမွေးဆောက်ရှောက်ဖို့အတွက်ဝတ္ထုတွေရေးပြီးဈေးဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ပါတယ်ဒေါ်လာတန်းပေါင်းများစွာဆိုတဲ့ချမ်းသာမှုကိုသူမမမှတ်မောပါဘူးသူမသိတာကတော့ငွေနှဲငယ်ရဲ့ကလေးလေးရဲ့နဲ့အေဂျင့်တဲ့ဘဝကိုဖျက်တမ်းရတာကိုပဲဖြစ်ပြီးဒါကိုဘယ်တော့မှနောက်တမရပါဘူးဒါပေမဲ့ကလေးကြီးလာတဲ့အခါဟွာမိသားစုရဲ့သွေးအေးတဲ့လူတွေကကလေးကိုလာလူမလားဆိုပြီးစိုးရိမ်မိပါတယ်တစ်ဖက်မှာလည်းချင်းဟန်ကတူလေးရဲ့အခန်းထဲဝင်ပြီးမင်းမာရှာနေတာလဲလို့မေးလိုက်ရင်ကတင်ပေါ်ကကိတ်မုံဘူးပေါ်ကလက်ရည်ကိုကြည့်ကမျက်လုံးပြူသွားပါတယ်
ဒါကိုဘယ်မှာဝယ်ခဲ့တာလဲလို့မေးရတူလေးကကြောက်လက်တကြားနဲ့ပဲကျောင်းဂိတ်နာကဆိုင်မှာဝယ်ခဲ့တာပါလို့ဖြေလိုက်တာမလို့ချင်းဟန်ဘာမှမပြောပဲချက်ချင်းထွက်သွားပါတော့တယ်တူလေးကတော့အားလုံးဒီပါပြောပြလိုက်ရပြီဆိုပြီးကတင်ပေါ်လှဲချရင်တွေးနေမိပါတယ်အတော်လေးရှိတုန်းကဦးလေးကအိမ်ပြန်မလာဘူးအတော်လေးနဲ့အတူကာတွန်းကားတွေကြီးအုပ်ခဲကစားစရာတွေစောက်ကစားပြီးလက်ပြာတွေဖမ်းတဲ့အခါကျမှသာဦးလေးကလာချမ်းခွေးလေးလိုပြုံးတက်တာပါအတော်လေးထွက်သွားပြီးနောက်ပိုင်းဦးလေးကပိုပြီးအေးဆက်ရက်ဆက်လာတယ်အတော်လေးကိုထပ်ပြီးအနိုင်ကျင့်ခွင့်မပေးတော့ဘူးအတော်လေးရဲ့ကလေးကရောငါလဲညီလေးတယောက်လိုချင်နေတာကောင်းတာပေါ့လို့တွေးနေမိပါတယ်ချင်းဟန်ကတော့ရင်ထဲမှာရန်ရန်မင်းဘယ်နေရာမှာပုံအောင်နေတာလဲလို့တန်းတရင်တစ်ချိန်ကရန်ရန်ကကျမအရန်ပင်ပန်းနေပြီဒီလိုဆက်မသွားကျင်တော့ဘူးလို့ပြောခဲ့တာကိုပြန်တွေးမိပါတယ်အဲ့ဒီတုန်းကတော့သူမအတွက်အကောင်းဆုံးပစ္စည်းဥစ္စာတွေပေးရုံနဲ့ပြေဆုံးပြီလို့ထင်ခဲ့မိတာပါ။ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပြီးလွှတ်ပေးလိုက်တာကသူမအတွက်အကောင်းဆုံးလို့ထင်ခဲ့မိပေမဲ့သူမတကယ်လိုချင်ခဲ့တာကအနားမှာရှိပေးမဲ့အဖို့ပြုခြင်းဆိုတာကိုမေ့လျော့နေခဲ့ပြီးသူကိုယ်တိုင်လည်းဒါကိုမပေးနိုင်ခဲ့ပါဘူး။ချင်းဟန်တယောက်တွေးတုံးမိမောနေတော့တငယ်ချင်းတွေကမင်းအိမ်မှာပဲစိတ်ညစ်မနေနဲ့ထွက်လာခဲ့လေလို့ဖုန်းဆက်ခေါ်ကြပါတယ်။ချင်းဟန်ကတော့စိတ်ထဲမှာတူလေးကဘာလို့ဒီနေ့မှအတော်လေးနဲ့ခွဲခွာခဲ့တဲ့အကြောင်းကိုလာမေးရတာလေ။အကြောင်းမရှိပဲမေးမှာမဟုတ်ဘူး။သူမကိုတနေရာရာမှာတွေးခဲ့တာနေရမယ်လို့တွေးတော့ရင်လက်ထက်မပုံတင်စာအုပ်လေးကိုစိုးရိမ်တကြီးစိုက်ကြည့်နေမိပါတော့တယ်။အဲ့ရကနေရောင်ရောင်လေးနိုးလာတော့ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့မေမေဆိုပြီးလှမ်းခေါ်လိုက်ပါတယ်။ရန်ရန်ကလည်းချစ်စရာသားလေးကိုကြည့်ပြီးသားလေးပိုက်စာနေပြီလားလို့ကျင်နာစွာမေးလိုက်တယ်။ရောင်ရောင်လေးကမေမေသားအသားစားခြင်းနဲ့လို့ပူဆန်ရင်မျက်နှာတစ်သွားတိုင်းလုံနေတာကိုရန်ရန်ကဘေးကနေပြုံးပြီးကြည့်နေမိတယ်။အတိတ်ကဘလောက်ပဲနာကျင်စရာကောင်းခဲ့ပါစေအခုချိန်မှာသူမအတွက်အလိုအဆုံးနဲ့အနားမှာရှိနေပေးတာဟာဒီသားလေးတယောက်တည်းပဲလေရန်ရန်လည်းသားလေးကိုကြောပိုးပြီးဈေးတန်းလေးကိုထွက်လာခဲ့တယ်။အတီးဆိုင်ရောက်တော့ဆိုင်ရှင်တော်ကြီးကဒီနေ့စတော်ဘယ်ရီတီးတွေကအရန်လက်ဆက်တယ်တမီဈေးလဲလျှော့ပေးပါမယ်လို့ချိုချိုသားသားပြောတာမို့ရန်ရန်ကကျေးဇူးတင်ပါတယ်အန်တီလို့ပြန်ပြောပြီးထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာကလေးတဘာဝအတိုင်းဈေးထဲကအယုတ်ဆိုင်မှာတွေ့တဲ့အယုတ်လေးကိုရောင်ရောင်လေးကမေမေဖြစ်သူကိုပူစာပြန်ရောရန်ရန်ကအယုတ်ဈေးနှုန်းကိုကြည့်ပြီးချက်ချင်းမဝယ်ပေးနိုင်တာမို့သားလေးနောက်တစ်ခါမှဝယ်ကြရအောင်တော့မေမေဝင်ငွေကောင်းလာရင်ဓာတ်ထက်ကြီးတဲ့အယုတ်ကိုဝယ်ပေးမယ်လို့ချော့မော်ပြီးခေါ်လာခဲ့ရတယ်။တခြားတစ်ဖက်မှာတော့ချင်းဟန်းရဲ့အိမ်မှာသူမရဲ့တူလေးဆင်းလာတာကိုတွေ့တော့အိမ်ကမိန်းမလှလေးကဟောက်ဟောက်နိုးပြီလားမင်းဦးလေးပဲမှာလဲလို့လှမ်းမိလိုက်တယ်ကလေးကကျွန်တော်မသိပါဘူးလို့ခက်အေးအေးပဲပြန်ဖြေလိုက်ချိန်မှာအိမ်ကူမကြီးကမစ္စလီယူတခင်လေးကအရေးပေါ်ကိစ္စတွေဖြေရှင်းစရာရှိလို့ကုမ္ပဏီကိုသွားပါတယ်လို့ဝင်ပြီးရှင်းပြပေးလိုက်တယ်ထိုမိန်းမလှလေးကဟုတ်ကဲ့ပါလို့ဆိုကဟောက်ဟောက်ဖက်လှည့်ပြီးဟောက်ဟောက်မနေ့ပြန်အန်တီမွေးနေ့မင်းလာရမယ်နော်မင်းအတွက်ရတာရှိတဲ့ငုံတွေနဲ့အယုတ်တွေအများကြီးစီစဉ်ထားပေးမယ်လို့ပြောပေမဲ့ဟောက်ဟောက်ကမလာတော့ဘူးကျွန်တော်လုပ်စရာရှိသေးလို့ညင်းလိုက်ပါတယ်ဘေးကမစ္စတာလူကပါစနေတနင်္ဂနွေတောင်လာမလုပ်ပဲဘာလို့မလို့လဲလို့ဝင်ပြီးတော့ဟောက်ဟောက်ကအိမ်စာလုပ်ရမယ်လို့ပဲတိုတိုတုတ်တုတ်ပြန်ပြောလိုက်တာမို့မစ္စတာလူလည်းဘာမှဆက်မပြောပဲထွက်သွားပါတော့တယ်ဟောက်ဟောက်ကထိုမိန်းမကိုကြည့်ပြီးသူ့ရဲ့ပြုံးတွေကအတူရောင်တွေပဲငါတော်လေးရဲ့သပင်တမြင်လောက်တောင်မကောင်းဘူးငါတော်လေးရဲ့ပြုံးကနာချမ်းလေးလိုပဲလှတာဒီနေ့စနေနေ့ဆိုတော့ဒေါ်လေးစီသွားပြီးငါညီလေးကိုပါသွားတွေ့ရမယ်လို့စိတ်ထဲကတွေးနေမိတယ်သူ့ပေါ်ထက်ကိုပြေးတက်သွားပြီးမိမိရဲ့စုဘူးလေးကိုဖောက်လိုက်ပေမဲ့ဒီငွေတွေနဲ့တော့ငါညီလေးအတွက်လက်ဆောင်ဝယ်ဖို့မလုံလောက်ဘူးလို့တွေးမိတာမို့ဦးလေးဖြစ်သူချင်းဟန်းစီသွားပြီးဦးလေးဒါအယုတ်အစ်စ်လိုချင်တယ်လို့ပူစာလိုက်တယ်ချင်းဟန်းကဘာအယုတ်လဲလို့မေးတော့ဟောက်ဟောက်ကနောက်ဆုံးပေါ်အယုတ်လို့ဖြေရင်စိတ်ထဲကနေလဲဦးလေးသာဟိုမိန်းမကိုလက်မထက်တဲ့၍အတော်ငယ်လေးကငါအတော်ဖြစ်ဆက်ရှိနေအောင်မှာပဲငါညီလေးအတွက်အကောင်းဆုံးကစားစရာပေးရမယ်လို့တွေးနေမိတယ်ချင်းဟန်းကလည်းဒေါ်လာ900ထုတ်ပေးပြီးကိုဘာသာကိုသွားဝယ်ချေဆိုပြီးပေးလိုက်တာမို့ဟောက်ဟောက်ကကျေးဇူးပါဦးလေးဆိုပြီးဝမ်းသာအားရပြေးထွက်သွားပါတော့တယ်ချင်းဟန်းကတော့ထွက်သွားတဲ့တူလေးကိုကြည့်ပြီးဒီကလေးအခုရပိုင်းအတော်လေးစိတ်လှုပ်ရှားနေတယ်တခုခုတော့ရှိရမယ်လို့တန်တရားဝင်ကြံခဲ့တယ်တစ်ဖက်မှာလည်းရန်ရန်တယောက်ရောင်းဖို့အတွက်ကိတ်မုံလေးတွေကိုထုတ်ပိုးနေပါတယ်သူမရဲ့သားလေးရောင်ရောင်လေးတယောက်တည်းစော့ကစားနေတာကိုကြည့်ပြီးကလေးမျက်မှောင်ကျုပ်တဲ့ပုံစံကချင်းဟန်းနဲ့တထေရရဲပါပဲလားလို့တွေးမိရင်ဝမ်းနေစိတ်ကိုဖြောက်ကတွန်းလဲလေးနဲ့အတူចောင်းသားတွေကိုမလူကြနဲ့နော်ဖြည်းဖြည်းချင်းယူကြလို့ပြောကမုံတွေရောင်းချနေခဲ့တယ်ပြီးတော့သားလေးကိုရောင်ရောင်မိမိအလုပ်ပြီးတာနဲ့သားလေးနဲ့ကစားပေးမယ်နော်လို့ပြောနေတော့မှပဲဟောက်ဟောက်ရောက်လာပြီးအယုတ်လေးကမ်းပေးကညီလေးကြိုက်လားဒါကအကိုရဲ့လက်ဆောင်ပဲလို့ပြောလိုက်တယ်ရောင်ရောင်လေးကမိမိမျက်နှာကိုလှမ်းကြည့်လိုက်တော့ရန်ရန်ကသူကမင်းရဲ့အကိုပဲလေသားရဲ့မင်းပါပြောရမလဲလို့တင်ပေးတာမို့ရောင်ရောင်လေးကကျေးဇူးတင်ပါတယ်အကိုလို့အပြုံးချိုချိုလေးနဲ့ပြန်ပြောလိုက်တယ်ပြီးတော့ရောင်ရောင်လေးကမိမိစော့နေတဲ့အယုတ်ဟောင်းလေးကိုပြန်ကမ်းပေးရင်ဒါကအကိုအတွက်ပါလို့ပေးလိုက်တဲ့အခါဟောက်ဟောက်ဟာမျက်ရည်လေးတွေဝိုင်းလာပြီးကျေးဇူးပါညီလေးရဲ့လို့ပြောကရန်ရန်ဘက်လှည့်ပြီးအတော်လေးသားညီလေးနဲ့ကစားလို့ရမလားဟင်လို့ခွင့်တောင်းလိုက်တယ်ရန်ရန်ကလည်းရပါတယ်အဝေးကြီးတော့မသွားနဲ့နော်အန်တီမုံရောင်းပြီးတဲ့အထိပဲစောကြလို့ပြောတာမို့ရောင်ရောင်လေးနဲ့ဟောက်ဟောက်တို့ညီကိုနှစ်ယောက်ကလေးတဘာဝအတိုင်းပျော်ပျော်ရွှင်ရွှင်စော့ကစားနေကြတော့တယ်ရန်ရန်အလုပ်ပြီးသွားလို့ကလေးတွေကိုလှမ်းခေါ်လိုက်တဲ့အခါဟောက်ဟောက်ကအတော်လေးအကုန်ရောင်းကုန်သွားပြီလားလို့မေးတယ်ရန်ရန်ကအကုန်ကုန်သွားပြီညီလေးကိုအကိုတယောက်လိုပြုစုဆောက်ရှောက်ပေးလို့ကျေးဇူးတင်ပါတယ်ဟောက်ဟောက်ဒါကမင်းအတွက်တီးတက်လုပ်ပေးထားတဲ့စတော်ဘယ်ရီကိတ်လေးဆိုပြီးကမ်းပေးလိုက်တယ်ဟောက်ဟောက်ကကျေးဇူးပါအန်တီလို့ပြောတဲ့အခါရန်ရန်ကဟောက်ဟောက်အန်တီကိုဂရီတစ်ခုပေးအန်တီဒီမှာရှိနေတာကိုဦးလေးကိုလုံးဝမပြောရဘူးနော်မင်းပဲအချိန်ဖြစ်ဖြစ်လာလေလို့ရတယ်ဒါပေမဲ့ဘသူ့ကိုမှအတိမပေးရဘူးโอเคလားလို့မှားလိုက်တယ်ဟောက်ဟောက်လေးကလည်းဂရီပေးပါတယ်ဘသူ့ကိုမှမပြောပါဘူးလို့ပြန်ပြောခဲ့တယ်ရန်ရန်ဆိုင်သိန်းနေတော့ဟောက်ဟောက်ကအန်တီ
အန်တီတယောက်တည်းလုံနေတာညီလေးရဲ့အဖေကရောလာမကူဘူးလားအန်တီကိုတယောက်တည်းနေဘူးထဲမှာလုတ်ခိုင်းထားတာလားလို့မေးမိတော့ရန်ရန်ကမရှိပါဘူးကွယ်လို့ဖြေလိုက်တယ်ဟောက်ဟောက်ကဘာလို့လဲဟင်ဒါဆိုညီလေးကိုဘသူဂယုဆိုင်မှာလဲလို့ထပ်မေးတော့ရန်ရန်ကအန်တီတယောက်တည်းလဲသားလေးကိုကောင်းကောင်းဂယုဆိုင်နိုင်ပါတယ်ဟဲဟောက်ဟောက်လဲပြန်တော့လေဖေဖေနဲ့မေမေကိုစိတ်မပူစေနဲ့ဦးလို့ပြောလိုက်တယ်အဲ့ဒီအခါဟောက်ဟောက်ကဖေဖေရောမေမေရောအိမ်မှာမရှိကြဘူးဦးလေးကလည်းနေတိုင်းအလုပ်တွေနဲ့ပဲရှုပ်နေတာအဲ့ဒီအိမ်ကြီးထဲမှာသားနဲ့အိမ်အကူတော်ကြီးပဲရှိတာဘသူမှသားကိုဂယုမဆိုင်ကြဘူးလို့ဝမ်းနေစရာကောင်းတော့အောင်ပြောပြရှာတယ်ရန်ရန်ကအဖွားမဆုံးခင်ကဟောက်ဟောက်ကအိမ်မှာအချစ်ခံရဆုံးကလေးလေးပါအဖွားဆုံးပြီးနောက်ပိုင်းသူအဲ့အိမ်ကြီးထဲမှာဘလောက်တောင်အထီးကျန်နေရှာမလဲလို့တွေးမိပြီးတနာသွားတာမို့ဟောက်ဟောက်အန်ဒီတို့အိမ်ကိုလိုက်မလားဒီညဟော့ပေါ့ချက်စားကြမယ်လို့ခေါ်လိုက်တယ်ကလေးနှစ်ယောက်လုံးပြောသွားကြပြီးရန်ရန်ကမင်းရဲ့ဦးလေးနေရအနှံ့လိုက်မရှာရအောင်မင်းရဲ့စမတ်နာကြီးကနေလှမ်းပြောလိုက်ဦးအတန်းပေါ်အိမ်မှာကစားနေတာလို့ပြောလိုက်ပါလို့တင်ပေးလိုက်တယ်ဟောက်ဟောက်ကလည်းနာကြီးကနေတဆင့်ဦးလေးသားတငယ်ချင်းအိမ်မှာဟော့ပေါ့သွားစားမလို့ဒီညနောက်ကြမယ်နော်လို့လှမ်းပြောပြီးတွန်းလေးလေးကိုအတူတွန်းကပြန်လာခဲ့ကြတယ်အိမ်ထဲရောက်တော့ဟောက်ဟောက်ကဝမ်းနေစိတ်မကောင်းတဲ့မျက်နှာလေးနဲ့အန်ဒီကဒီမှာနေတာလားလို့မေးပြီးရန်ရန်ကဟုတ်တယ်လေလို့ဖြေလိုက်တာနဲ့ညီလေးစီပြေးသွားပြီးညီကိုနှစ်ယောက်ပျော်ရွှင်စွာဆော့ကစားနေကြတယ်ရန်ရန်ကတော့ဟော့ပေါ့စားဖို့အတွက်အားလုံးပြင်ဆင်ပြီးညစာအဆင်သင့်ဖြစ်ပြီးနော်လို့ခေါ်ကကလေးတွေနဲ့အတူပျော်ပျော်ပါးပါးစားတော့ကြတယ်ရန်ရန်ကဟင်းရီခွက်လေးကမ်းပေးလိုက်တော့ဟောက်ဟောက်ကအိမ်ကစပုတ်မှုရဲ့လက်ရထက်အစတရာလောက်ပိုကောင်းတယ်လို့ချီးမွမ်းပြီးပျော်ရွှင်စွာစားတော့နေကြပါတယ်စားရင်းနဲ့ရန်ရန်ကဟောက်မင်းဦးလေးနဲ့အတူနေတာလားလို့မေးတော့ဟောက်ဟောက်ကဟုတ်ပါတယ်လို့ဖြေပြီးအန်ဒီဦးလေးကိုလွမ်းလာဟင်လို့ပြန်မေးလိုက်တယ်ရန်ရန်ကဘာလို့မေးတာလဲဆိုတော့ဟောက်ဟောက်ကအန်ဒီထွက်သွားပြီးနောက်ပိုင်းဦးလေးကနေတိုင်းမျက်နှာတုံးမှုန်နေပြီးဘယ်တော့မှပြုံးရည်မနေတော့ဘူးသူ့စိတ်လည်းမကောင်းဘူးညဘက်သားရေချိုးခန်းသွားမလို့တကားဖွင့်လိုက်ရင်အေကန်းထဲမှာမီးမဖွင့်ပဲဝိုင်းတွေအများကြီးတောက်နေတတ်တာသူအန်တီကိုအရန်လွမ်းနေတာဒါပေမဲ့ဝန်ခံဖို့ကြတော့ခေါင်းမာလွန်းနေတာလို့ပြောပြလိုက်တယ်ရန်ရန်ကတော့မျက်ရည်လေးတွေဝိုင်းလာပြီးလွမ်းနေတော့ရောဘာထူးမှလဲသူနဲ့ငါနဲ့ကလွမ်းနေုံနဲ့ပြန်မစုံနိုင်တော့ပါဘူးမင်းကငယ်သေးတော့လူကြီးတွေအကြောင်းနားမလည်သေးပါဘူးကွယ်ဟဲအစွန်တွေထည့်စားဦးနော်လို့ပြောကစကားလွှဲလိုက်ရတယ်ဒါပေမဲ့ဟောက်ဟောက်ကတော့စိတ်ထဲကနေအန်တီနဲ့ဦးလေးကိုပြန်နီးဆက်သွားအောင်ငါတခုခုတော့ကြံစီရမယ်လို့စိတ်ပိုင်းဖြတ်ပြီးတွေးတောနေပါတော့တယ်ချင်းဟန်ကတော့အရက်တောက်နေတော့တငယ်ချင်းကဘာလို့မျက်နှာကအေးဆက်နေတာလဲကလေးနဲ့ညစာအတူစားရအောင်မှာမဟုတ်လားဘာလို့မပြောတာလဲလို့မေးလိုက်တယ်ချင်းဟန်ကတော့ငါကညစာအတူစားဖို့စောင့်နေတာသူကတော့တငယ်ချင်းစီသွားနေတယ်လို့ပြောလိုက်တယ်ဘေးကတယောက်ကလည်းမနှက်ဖြန်လူဝေလန်ရဲ့မွေးနေ့ပွဲသွားမှာလားလို့မေးလိုက်တော့သူကအရန်ကောက်ကျစ်တာအကိုကိုသူ့ရဲ့လှည့်စားနေတာတွေကိုနားမယောင်နဲ့ဆိုကတငယ်ချင်းတွေကဝိုင်းပြောနေကြတယ်ချင်းဟန်ကတော့ငါတခါပဲလက်ထပ်ဘူးလားဘယ်တော့မှနောက်ထပ်တစ်ယောက်မရှိစေရဘူးဆိုကပြောလိုက်တယ်အဲ့ဒီအချိန်မှာနောက်ထပ်တငယ်ချင်းတစ်ယောက်ဝင်လာပြီးအကိုချင်းဟန်ဟောက်ဟောက်ကိုဘာလို့မခေါ်လာတာလဲသူ့ကိုတတိယနေတာလို့ပြောလိုက်တော့ချင်းဟန်ကသူ့အတန်းဖော်အိမ်မှာကစားဖို့သွားနေတယ်လို့ပြောလိုက်တယ်ငါတို့တကူတဲ့သမားတွေကတော့ဒီမှာလေလွင့်နေကြတယ်လို့ပြောတော့ဘေးကတယောက်ကလည်းငါကမင်းတို့ထက်ပိုဆိုးတယ်အိမ်ကနေတိုင်းမျက်မမြင်ချင်းတွေ့ခိုင်းနေတာလို့ပြောလိုက်တယ်အားလုံးပျော်ရွှင်စွာရေမောရင်းစကားပြောနေကြတယ်အကိုချင်းဟန်ကတော့အိမ်အောင်ပြုတ်ပူးပြီးသားဆိုတော့သူ့ကိုတော့မပြောတော့ပါဘူးလို့ပြောကြတယ်ချင်းဟန်ကတော့အရက်ခွက်ကိုတခါတည်းတောက်ချလိုက်ပြီးပြန်တော့မယ်ဆိုကထွက်လာလိုက်တယ်ချင်းဟန်ကအပြင်ထွက်လာပြီးရန်ရန်မင်္ဂလာဆောင်တုံးကသူမရဲ့မျက်နှာလေးကိုတတိယသွားတယ်သူမကပြုံးနေပြီးမျက်လုံးလေးတွေကလည်းကွေးနေတယ်လက်စွပ်လဲတဲ့အချိန်မှာလည်းလက်ချောင်းလေးတွေကတွဲလျပြီးနူးညံ့ကအနှဲငယ်တုံရီနေတယ်ငါတခုခုပြောချင်ပေမဲ့ဘာပြောရမှန်းမသိဘူးလို့တွေးလိုက်တယ်နောက်ပိုင်းမှာတယောက်နဲ့တယောက်အတူအချိန်ဖြုံးတာတွေနေလာတယ်သူမအတွက်အချိန်ပေးဖို့လိုအပ်နေတယ်ဆိုတာကိုမိနေခဲ့တယ်အိမ်ပြန်ရောက်တော့သူမကပင်ပန်းနေပြီးကွာရှင်းချင်တယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာငါစိတ်တွေလုံးဝဗလာဖြစ်သွားတယ်သူမကိုနေစေချင်ပေမဲ့ပါဇက်လိုက်တဲ့အခါဘာမှမပြောနိုင်တော့ဘူးသူမကို okay ဆိုတဲ့စကားတခွန်းပဲပြောပြခဲ့တယ်ဒီစကားကကျွန်တော်ချဘူးသမျှဆုံးဖြတ်ချက်တွေထဲမှာနောက်တအရဆုံးဆုံးဖြတ်ချက်ပဲလို့တွေးရင်ကားထဲဝင်သွားတယ်ကားထဲရောက်တော့ဟောက်ဟောက်စီသွားရအောင်ဆိုကရန်ရန်တို့တိုက်ခန်းရှိရောက်သွားတယ်ကားမှန်ချပြီးဒါကဟောက်ဟောက်ပြောတဲ့အတန်းပေါ်အိမ်ဆိုတာလားလို့ကြည့်နေတယ်ဟောက်ဟောက်ကတော့အိုးဦးလေးကျွန်တော်ကိုလာခေါ်နေပြီးဆိုပြီးပြေးလာတယ်ရန်ရန်ကလည်းဘယ်မှာလဲလို့မေးတော့စိတ်မပူပါနဲ့သူအောက်မှာပါဆိုကအန်တီထွက်မလာနဲ့လို့ပြောပြီးညီလေးနဲ့အတော်လေးကိုနှုတ်ဆက်ကထွက်သွားတယ်ရန်ရန်ကလည်းအောက်ကိုမျက်ရည်ဝိုင်းသားလေးနဲ့ကြည့်နေတယ်ဘလောက်ဝေးကွာနေတာတော့ငါနဲ့နီးနေတယ်လို့ခံစားရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကြားမှာဖြတ်ကူးလို့မရတဲ့ကွာဟချက်ကြီးတစ်ခုကကြာရှည်စွာရှိနေပြီပဲလို့တွေးရင်မျက်ရည်လေးတွေစီးကျလာတယ်ဟောက်ဟောက်ကားထဲရောက်တော့ချင်းဟန်ကမင်းပျော်ခဲ့လားလို့မေးလိုက်တယ်ကျွန်တော်အများကြီးပျော်ခဲ့ရပါတယ်လို့ဟောက်ဟောက်ကပြန်ဖြေလိုက်တယ်ချင်းဟန်ကမင်းကိုမှဘာအနက်ရနေတာလဲလို့မေးတော့ဘာအနက်လဲလို့ဟောက်ဟောက်ကပြန်မေးလိုက်တယ်ချင်းဟန်ကအနားကပ်ပြီးဒီညဘာစားခဲ့တာလဲလို့မေးလိုက်တယ်ဟောက်ဟောက်လေးကတားတန်းဖော်ချက်ထားတဲ့အုံးတီးချက်သားဟော့ပေါ့ပါအရန်ရတာရှိတယ်လို့ပြောလိုက်တယ်ဘယ်အတန်းဖော်လဲလို့ချင်းဟန်ကမေးတော့ဝန်စီယာမင်းလို့ဖြေလိုက်တယ်မင်းတန်းထဲမှာဝန်စီယာမင်းဆိုတဲ့ចောင်းသားရှိတယ်ဆိုတာဘာလို့မသိရတာလဲလို့မေးတော့အတိတ်ရောက်လာတဲ့တယောက်ပါလို့ဟောက်ဟောက်ကပြန်ဖြေလိုက်တယ်ချင်းဟန်ကတော့ဘာလို့ဒီနေ့ကျမှသူမကိုတတိယနေရတာလဲလို့တွေးနေမိတယ်ဟောက်ဟောက်ကတော့ရောက်တာနဲ့အပေါ်ထက်ကိုသာပြေးတက်သွားတယ်ချင်းဟန်ကတော့ဆိုဖာပေါ်ထိုင်ရင်ရန်ရန်ထည့်ပေးလိုက်တဲ့ကိတ်မုံဘူးလေးကိုစားနေတယ်အရသာကတော့ကောင်းတယ်နည်းနည်းချိုလွန်တာပဲရှိတာလို့ပြောရင်းကောင်းအောင်စားနေတယ်သူမလည်းအရင်ကအချိုပွဲတွေလုပ်ရတာဝါသနာပါတယ်ဒီတစ်ခုကငါစားဘူးသမျှထဲမှာအကောင်းဆုံးပဲ
ငါသူမကိုပြောချင်ပေမဲ့ရှိမှမရှိတော့တာလို့တွေးနေတော့ဟောက်ဟောက်လေးကဦးလေးနဲ့ဒီညအိတ်ချင်တယ်လို့ပြောလိုက်တယ်တူအကြီးနှစ်ယောက်ကတင်ပေါ်မှာအိတ်နေတော့ဟောက်ဟောက်လေးကဦးလေးအနာဂတ်မှာအန်တီလူဝေလန်နဲ့လက်ထပ်မှာလားလို့မေးလိုက်တယ်မဟုတ်ဘူးလို့ဖြေလိုက်တော့ဟောက်ဟောက်ရင်ထဲကအလုံးကြီးကျသွားသလိုခံစားလိုက်ရတယ်အတော်လေးပြန်လာရင်ပြန်လက်ထပ်မှာလားလို့ထပ်မေးလိုက်တော့သူမပြန်မလာတော့ဘူးအဲ့တော့လို့ချင်းဟန်ကပြောလိုက်တယ်ဟောက်ဟောက်ကတော့လူကြီးတွေရဲ့လောကကြီးကထူးဆန်းတယ်တယောက်နဲ့တယောက်ချစ်နေကြတာကိုထင်ရှားနေတာပဲဘာလို့ခွဲနေကြတာလဲလို့တွေးနေမိတယ်မဟုတ်သေးဘူးအတော်လေးနဲ့ဦးလေးကိုပြန်ပေါင်းနိုင်အောင်နီးလန်းရှာရမယ်လို့ဆုံးဖြတ်လိုက်တယ်ချင်းဟန်ကလည်းသူမအကြောင်းတွေးနေမိပြီးငါနှလုံးသားကဘာလို့ကွဲထွက်တော့မလို့ခံစားနေရတာလဲလို့တွေးနေတယ်မနေ့ရောက်တော့ဟောက်ဟောက်လေးကဦးလေးဝက်ထားသုံးလို့ရအောင်ဖုန်းလေးဝယ်ပေးပါလားအတန်းလေးကချင်းလန်မှာလဲရှိတယ်ကျွန်တော်ကိုလည်းဝယ်ပေးပါလို့ပူစာလိုက်တယ်ချင်းဟန်ကဒီလက်ပတ်နာကြီးကအဆင်မပြေလို့လားလို့မေးတော့မဟုတ်ဘူးဝက်ထက်ကအတန် message တွေဗီဒီယိုဖုန်းခေါ်တာတွေလုပ်လို့ရတယ်တငယ်ချင်းတွေလည်းထည့်နိုင်တယ်လို့ပြောလိုက်တယ်ချင်းဟန်ကတော့ဒီကလေးမကြခင်ကမှအရန်ထူးဆန်းတဲ့အပြုအမူတွေလုပ်နေတယ်လို့တွေးလိုက်ပေမဲ့ကောင်းပြီဒါပေမဲ့တရက်ကိုတနာရီပဲသုံးရမယ်ကျန်တဲ့အချိန်မှာငါ့ကိုပေးထားရမယ်လို့ပြောလိုက်တယ်ဟောက်ဟောက်လေးကပျော်ရွှင်သွားပြီးဖုန်းဆိုင်ထဲရောက်တော့ပန်းရောင်ဖုန်းလေးကအရန်လာတယ်လို့ပြောလိုက်တယ်ဘာလို့ပန်းရောင်ရွေးတာလဲလို့မေးတော့အတန်းထဲကမိန်းကလေးတွေအားလုံးဒီအရောင်ကိုသုံးကြတာလို့ပြန်ဖြေလိုက်တယ်ချင်းဟန်လည်းတက်ပြင်းချပြီးဝယ်ပေးလိုက်တော့တယ်ကားထဲရောက်တော့ချင်းဟန်ကအန်ဒီလူဝေလန်ရဲ့ငွေနေပွဲရှိတယ်သွားမှာလားလို့မေးလိုက်တယ်ဟောက်ဟောက်ကတော့မသွားဘူးလို့ချက်ချင်းပြန်ဖြေလိုက်တယ်ချင်းဟန်ကမင်းပြီးခဲ့တဲ့အပတ်ကလည်းစနေရတင်တန်းမတက်ချင်လို့ဒီအကြောင်းပြချက်ပဲသုံးခဲ့တာကျောင်းမှာနောက်ဆုံးဆောင်မေးပွဲတွေလည်းပြီးသွားပြီမဟုတ်လားလို့ပြောလိုက်တယ်ဟောက်ဟောက်လေးကတော့မသွားချင်ဘူးအဲ့ဒီအန်ဒီကြီးကိုလည်းမကြိုက်ဘူးကျွန်တော်ကိုကြည်တိုင်းဝါစားချင်နေတဲ့အတိုင်းပဲသူမရဲ့ပြုံးကသူမရဲ့ငိုတန်ထက်တောင်အတူအယောင်ဆန်တယ်လို့ပြောလိုက်တယ်ချင်းဟန်ကတော့ခဏတိတ်ဆိတ်သွားပြီးကောင်းပြီမသွားချင်လဲမသွားနဲ့ဒီညမင်းကိုပြုစုဖို့အင်ကူကိုပြောထားလိုက်မယ်လို့ပြောလိုက်တယ်ဟေးဆိုကဟောက်ဟောက်လေးပျော်ရွှင်သွားတယ်တစ်ဖက်မှာတော့ရန်ရန်ကထုံးစံအတိုင်းဆိုင်ခင်းနေတော့ဟောက်ဟောက်လေးပြေးလာပြီးအတော်လေးလို့ခေါ်လိုက်တယ်ရန်ရန်ကဟောက်ဟောက်ဘာလို့ထက်လာပြန်တာလဲမင်းဦးလေးကမင်းကိုဂယုမဆိုင်ဘူးလားလို့မေးလိုက်တယ်ဟောက်ဟောက်ကဦးလေးကုမ္ပဏီသွားတယ်အန်တီဝက်ထအဲ့ရအောင်ကျွန်တော်ကိုတငယ်ချင်းဖြစ်ထည့်ပေးပါလို့ပြောလိုက်တယ်ဘာလို့ဖို့လဲလို့ရန်ရန်ကမေးတော့အတော်လေးနဲ့ညီလေးကိုလွမ်းတဲ့အခါတိုင်းတိတ်တိတ်လေးဗီဒီယိုခေါ်လို့ရအောင်လို့ပြန်ဖြေလိုက်တယ်ရန်ရန်ကတော့ဒီကလေးကငါတို့နဲ့ဆက်သွယ်ဖို့ဖုန်းတစ်လုံးတောင်ဝယ်ထားတာပဲလို့တွေးမိပြီးတငယ်ချင်းအဖြစ်လက်ခံပေးလိုက်တယ်မင်းကိုတငယ်ချင်းအဖြစ်ထည့်ထားတာကိစ္စမရှိဘူးဒါပေမဲ့မင်းဦးလေးတော့မသိစေနဲ့โอเคလားလို့ပြောလိုက်တယ်ဟောက်ဟောက်လေးကโอเคခုချက်ချင်းနာမည်ကိုချစ်စရာအတော်လေးလို့မှတ်လိုက်မယ်လို့ပြောလိုက်တယ်ရန်ရန်ကလည်းဒီကလေးတော်တော်လိမ္မာတာပဲလို့ပြုံးလိုက်တယ်ဟောက်ဟောက်ကရောင်ရောင်ကိုဖတ်ပြီးအကိုကြီးကိုမလွမ်းဘူးလားလို့မေးလိုက်တယ်ညီကိုနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေတာကိုကြည့်ရင်ရန်ရန်ကဈေးဆက်ရောင်းနေတယ်ဟောက်ဟောက်လေးကလည်းကူညီပေးနေတယ်အိမ်ပြန်ဖို့လမ်းလျှောက်နေတော့ဖုန်းဝင်လာတယ်မစ္စရန်ရန်လားအက်ဒီတာချုပ်ပါမင်းရဲ့ဇညွန်းပုံစံကိုကြိုက်တယ်အရန်ကောင်းတယ်အောင်မြင်နိုင်ခြေကလည်းတေချာတယ်အချို့ပိုင်းတွေမှာစီကန်းချက်တွေညှိဖို့လိုအပ်တယ်အခုအားလားလို့မေးလိုက်တယ်ရန်ရန်ကဟုတ်ကဲ့အားပါတယ်ကျေးဇူးပြုပြီးဆက်ပြောပါလို့ပြန်ဖြေလိုက်တယ်ဖုန်းချပြီးနောက်ဟောက်ဟောက်ကအန်တီကစာရေးဆရာမလားလို့မေးလိုက်တယ်ရန်ရန်ကဟုတ်တယ်အန်တီကဝတ္ထုတွေရေးတာလို့ပြောလိုက်တယ်ဝါအရန်မိုက်တာပဲဘာအကြောင်းတွေရေးတာလဲဖတ်လို့ရမလားလို့ဟောက်ဟောက်ကမေးလိုက်တယ်ရန်ရန်ကရေးပြီးမင်းကငယ်သေးတယ်မင်းကြီးလာရင်ဖတ်လို့ရတယ်လို့ပြောလိုက်တယ်အိမ်ရောက်တော့ဟောက်ဟောက်ကအားရပါရစားတော့ပြီးအရန်ကောင်းတယ်အန်တီမနေ့ပြန်လာလို့ရမလားလို့မေးလိုက်တယ်ရပါတယ်ဒါပေမဲ့တတိတော်ထားပါဦးလေးမသိစေနဲ့လို့ရန်ရန်ကပြောလိုက်တယ်ဟောက်ဟောက်လေးကရင်ဘက်ကိုပုတ်ပြီးစိတ်ချပါအန်ဒီသားကအရန်ကောင်းတဲ့တရုပ်ဆောင်ပါဘယ်တော့မှလွဲချော်မှုမဖြစ်စေရဘူးလို့ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်တယ်လူဝီလီယံရဲ့မွေးနေ့ပွဲမှာဝိုင်းခွက်လေးကိုကိုင်းကအကုန်လုံးကိုကြော်ဖြတ်ပြီးမစ္စတာချင်းဟန်ဘာလို့မရောက်သေးတာလဲဆိုကရှာနေတယ်အဲ့ဒီအချိန်တကားပွင့်လာပြီးနောက်လိုက်တွေနဲ့ချင်းဟန်တယောက်ဝင်လာတယ်လူဝီလီယံကအပြေးလေးသွားပြီးချင်းဟန်နောက်ဆုံးတော့ရောက်လာပြီပဲလို့ပြောလိုက်တယ်ချင်းဟန်က Happy Birthday ဆိုကလက်ဆောင်လေးပေးပြီးတငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်ဆိုကခေါ်သွားတယ်လူဝေလီယံရဲ့လက်ထောက်ကလာပြီးဟောက်ဟောက်လေးကနေဝင်တဲ့အချိန်ကျမှစီးရဲသားရက်ွက်လေးတွေကနေပြန်လာဆိုပြီးပြောလိုက်တယ်ပြီးတော့အတန်းပေါ်ဆိုပြီးပြောထားလို့ချင်းဟန်တယောက်တန်တရားဝင်နေတယ်လူဝေလီယံကဘယ်အိမ်ရဟောင်းလဲဆိုတော့မြို့ရဲ့အရှိတ်ဘက်မှာပါဆိုတော့ဒီကလေးဟောက်ဟောက်လေးကငါ့ကိုယ်တော်လစ်လူရှူထားတယ်ပေါ့ဘာလို့အလိုညစ်ပတ်တဲ့ရက်ွက်ထဲသွားနေတာလဲဆိုတာစုံစမ်းပေးဆိုကမှလိုက်တယ်ချင်းဟန်ကတော့ကားရဲရောက်လာပြီးအိမ်ပြန်มาလားလို့မေးတော့ဖုန်းထုတ်ကြည့်ပြီးဟောက်ဟောက်လေးရဲ့ဒီနေရာကရက်ွက်လေးတွေဖြစ်နေတော့အဲ့ဒီနေရာမှာចောင်းတောင်မရှိတာဘလို့အတန်းပေါ်ဖြစ်နိုင်မှာလဲဆိုကရက်ွက်ဟောင်းလေးဘက်မောင်းလို့ပြောလိုက်တယ်ရက်ွက်ထဲရောက်တော့ဟောက်ဟောက်ကဒီလိုနေရာမျိုးဘလို့ရောက်လာနိုင်ရတာလဲလို့တွေးနေတယ်အိမ်မော်ကအရေးလေးတွေးတော့ဒီကလေးဘသူနဲ့တွေ့နေတာလဲလို့တွေးနေတော့ဖုန်းဝင်လာပြီးတငယ်ချင်းကမင်းရဲ့ဇနီးဟောင်းကကွာရှင်းပြီးနောက်သူမဒီဇာတိမျိုးကိုလည်းပြန်မသွားဘူးပြပကိုလည်းမသွားဘူးဒီမှာပဲနှစ်ကြာအောင်ပုံအောင်နေတာလမ်းဘေးဆိုင်လေးတစ်ဆိုင်ဖွင့်ထားပုံရတယ်လို့ပြောတယ်လိပ်စာအတိအကျကဘယ်မှာလဲဆိုတော့ငါတို့စစ်ဆေးနေစေဆေးဝယ်ပစ္စည်းတွေဝယ်ယူမှုအမှတ်သားအရမြို့ရဲ့အရှိတ်ဘက်မှာဖြစ်နိုင်တယ်လို့ပြောတယ်ချင်းဟန်ကတော့စစ်ဆေးစရာမလိုတော့ဘူးငါသိပြီသူနေတဲ့နေရာလို့ပြောလိုက်တယ်ကားသမားကမင်းသူ့ကိုရှာချင်နေတာလားကွာရှင်းပြီးနောက်မှာတော့ဆိုတော့သူကငါရဲ့ဇနီးဟောင်းပါကွာရှင်းထားပေမဲ့ဆက်ဆံရေးမထည့်ရသေးဘူးသူမကငါစီလာမဲ့အစားဒီညစ်ပတ်တဲ့တိုက်ခန်းမှာနေရတာပိုနှစ်သက်တာပဲ
ခုချိန်အပေါ်တက်သွားရင်သူမကို6လန့်တယ်လို့ဖြစ်နေမယ်ရန်လေးရေနေငါစီကနေဘလောက်ကြာကြာပုံးနိုင်မှလဲဆိုကပြန်သွားတယ်အိမ်မှာတော့ဟောက်ဟောက်လေးကအိယာကနေနိုးပြီးမိုးနေပါအတော်လေးဆိုကမက်ဆေ့ချပို့လိုက်တယ်ညီလေးနိုးပြီလားဆိုတော့မိုးနေပါဟောက်ဟောက်လေးညီလေးအိတ်နေတော့မဲဆိုတော့ပျော်ရွှင်နေတော့ချင်းဟန်ဝင်လာပြီးဘာလုပ်နေတာလဲလို့မေးတယ်ဟောက်ဟောက်ကဘာမှမလုပ်ဘူးဆိုကဖုန်းလေးကိုနောက်မှဝက်လိုက်ပြီးအချိန်စစ်နေတာပါလို့လိန်လိုက်တယ်ချင်းဟန်ကတော့ဖုန်းကိုငါ့ကိုပေးမင်းကိုတနေ့တနာရီပဲပေးတော့မယ်လို့ပြောထားတာဆိုတော့ဟောက်ဟောက်ကဘာလို့လဲခုမှမနှက်ခင်းမရှိသေးတာလို့ပြောတယ်ပြောလဲငါ့ကိုပေးဆိုတော့ပေးလိုက်တယ်ချင်းဟန်ကမိုးလင်ရုံရှိသေးတာအတန်းဖော်နဲ့ပြောနေတာလားဆိုတော့ဒီနေ့အိမ်စာအတူလုပ်ဖို့ပြောထားကြလို့ပါလို့ပြောတယ်အဲ့ဒါနဲ့မနှက်စာကိုသူ့အကြီးနှစ်ယောက်စားနေတော့ချင်းဟန်ကမင်းဖုန်းပြန်လိုချင်လားဆိုတော့ဟုတ်ကဲ့လိုချင်တယ်လို့ပြောတယ်အဲ့ဒါဆိုဒီရက်ပိုင်းသွားနေကြတဲ့စုပ်ပြက်နေတဲ့ရက်ွက်ထဲမှာဘသူနေတာလဲဆိုတော့ဟောက်ဟောက်လေးကကြောက်လန့်စွာနဲ့အဲ့ဒါကဟိုအတန်းဖော်တယောက်ပါလို့ပြောတယ်ဘာအတန်းဖော်လဲသူ့နာမည်ဘယ်လိုခေါ်လဲဆိုတော့ဝန်စီယာမင်းပါလို့ပြောတယ်ချင်းဟန်ကမင်းတန်းထဲမှာဝန်နဲ့စာ3ယောက်ပဲရှိတာဆိုတော့ဟောက်ဟောက်လေးကမေးတာရက်လိုက်ပါလို့ပြောတယ်ချင်းဟန်ကမင်းရဲ့အတော်လေးကိုအမှတ်မထင်တွေ့ခဲ့တာလားဆိုတော့ဟုတ်ပါတယ်အတော်လေးကိုအပြစ်မတင်ပါနဲ့သူကဦးလေးကိုမသိစေချင်ခဲ့လို့ပါလို့ပြောတယ်ချင်းဟန်ကခဏကြောင်သွားပြီးတော့သူစင်ပြေရဲ့လားလို့မေးတယ်ပြေပါတယ်သူတကယ်ကောင်းပါတယ်အခုသူမမှာညီလေးတယောက်တောင်ရှိနေပြီလို့ပြောတယ်ဘာညီလေးလဲဆိုတော့ဟောက်ဟောက်ကအတော်လေးရဲ့သားလေးသူကအရန်ချစ်စရာကောင်းတာသူ့နာမည်ကရောင်ရောင်နဲ့လို့ပြောတယ်ကလေးတယောက်ဟုတ်လားသူမကလေးရှိနေပြီလားဆိုတော့ဟောက်ဟောက်ကဦးလေးဘာဖြစ်နေတာလဲလို့မေးတယ်ချင်းဟန်ကမင်းဒီမှာနေခဲ့ဆိုကထွက်လာခဲ့လိုက်တယ်အပြင်ရောက်တော့ချင်းဟန်ကရန်ရန်ပါလို့နှလုံးသားမဲရတာလေကွာရှင်းထားတာနှစ်ပဲရှိသေးတာတခြားယောက်ျားနဲ့ကလေးတောင်ရှိနေပြီလားလို့တွေးနေတယ်ဒါပေမဲ့အချိန်စရာကမကိုက်ညီဘူးဆိုတာသတိထားမိပြီးကားလေးဝင်ကခုချက်ချင်းရက်ွက်ဟောင်းလေးထဲမောင်းလို့ပြောလိုက်တယ်တစ်ဖက်မှာလည်းရောင်ရောင်လေးကဦးဆရာဝန်နဲ့သွားတွေ့ကြမှာလားရောင်ရောင်လေးတောင်အရက်ရှည်လာပြီပဲဆိုတော့ခုသားကလူကြီးဖြစ်နေပြီဆိုကချစ်စရာလေးနဲ့ပြောလိုက်တယ်ရန်ရန်ကလည်းဟုတ်ပါတယ်ငါတို့ရောင်ရောင်လေးကလူကြီးဖြစ်နေပြီသွားကြရအောင်ဆိုတော့ရှေ့ကနေကားတစ်စီးရောက်လာပြီးရန်ရန်လန့်သွားတယ်ချင်းဟန်ကားလေးကဆင်းလာပြီးတယောက်နဲ့တယောက်အကြည့်ချင်းဆုံသွားကြတယ်ချင်းဟန်ကတော့သူကငါပိုင်ပဲလို့တွေးနေပြီးရန်ရန်ကလည်းနှစ်ကြာဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်ကိုသူနောက်ဆုံးတော့ရှာတွေ့သွားပြီလို့သိလိုက်တယ်ရောင်ရောင်လေးကတော့မေမေတီဦးလေးကဘာတူလဲငါတို့လမ်းကိုဘာလို့လာပိတ်နေတာလဲလို့မေးလိုက်တယ်ချင်းဟန်ကတော့ရန်ရန်ဖြေပါသူကငါကလေးလားလို့မေးလိုက်တယ်ရန်ရန်လည်းဟုတ်တယ်လို့ပဲပြောလိုက်တယ်ချင်းဟန်ကတော့သားလေးကိုကြည့်ကဘာလို့ငါကလေးရှိနေတာကိုမပြောတာလဲဒီနှစ်တွေအတွင်းမင်းဖြတ်တန်းခဲ့တာတွေမှာဘာလို့ငါစီမလာတာလဲလို့မေးလိုက်တယ်ရန်ရန်ကချင်းဟန်အဲ့ဒီတုန်းကမင်းငါကိုတော့မကြည့်ပဲကွာရှင်းစာချုပ်ကိုအလွယ်တကူလက်မှတ်ထိုးပေးခဲ့တာမင်းငါကိုဆွဲထားဖို့စကားတခွန်းတောင်မပြောခဲ့ဘူးငါကဘာလို့မင်းစီပြန်သွားပြီးကိုအဆက်ခွဲရမှာလဲလို့ပြန်ပြောလိုက်တယ်ချင်းဟန်ကတော့တောင်းပန်ပါတယ်ရန်ရန်ငါမှားသွားပါတယ်မင်းတို့နှစ်ယောက်ပြီးခဲ့တဲ့နှစ်အတွင်းတော်တော်ပင်ပန်းပြီးအများကြီးဒုက္ခခံခဲ့ရတယ်လို့ပြောလိုက်တယ်ရန်ရန်ကမခံစားခဲ့ရပါဘူးငါတို့ရဲ့ကလေးကိုငါကိုယ်တိုင်ပြုစုပြောထောင်နိုင်ခဲ့တယ်လို့ပြောလိုက်တယ်ချင်းဟန်ကမင်းလုံနိုင်နေဆိုတာငါသိပါတယ်ဒါပေမဲ့ငါကကလေးရဲ့ဇီဝဗေဒဆိုင်ရာဖခင်ပါငါမှလည်းတာဝန်ရှိတယ်လို့ပြောလိုက်တယ်ရန်ရန်ကတော့မဟုတ်ဘူးငါတို့ကကွာရှင်းပြီးသားသူ့ကိုတစ်ဆက်လလွယ်ခဲ့ပြီးနှစ်တိုင်တယောက်တည်းပြုစုပြောထောင်လာတာသူကမင်းနဲ့ဘာမှမဆိုင်ဘူးလို့ပြောလိုက်တယ်ချင်းဟန်ကတော့မင်းငါကိုအပြစ်တင်လို့ရတယ်မင်းငါကိုမုန်းနိုင်တယ်ဒါပေမဲ့ဖခင်ဖြစ်ခွင့်ကိုတော့လူယူလို့မရဘူးသူကငါရဲ့သွေးသားရင်းချပါငါတည်ရင်တောင်ဘယ်တော့မှလက်လွတ်မှာမဟုတ်ဘူးလို့ပြောလိုက်တယ်ရန်ရန်ကတော့ငါကိုလှုပ်လို့ပြောလိုက်တယ်ချင်းဟန်ကငါစကားကိုအရင်နားထောင်ဆိုကပြောနေတော့ရုံရင်းဆန်ခက်ဖြစ်သွားတယ်အဲ့ဒီအချိန်ရောင်ရောင်လေးကငိုပြီးငါအမေကိုလှုပ်မကောင်းတဲ့ဦးလေးကြီးငါအမေကိုအနိုင်မကျင့်နဲ့ငါမင်းကိုဒီမှာမရှိစေချင်ဘူးလို့အော်ပြောလိုက်တယ်ချင်းဟန်လည်းပြတလဲဖြစ်သွားပြီးမငိုပါနဲ့ကလေးလေးငါကလူဆိုးတယောက်မဟုတ်ပါဘူးမင်းအမေကိုမနှောက်ယှက်ပါဘူးလို့ပြောလိုက်တယ်ဒါပေမဲ့ကလေးကထွက်သွားဆန်းလူဆိုးလို့ပြန်ပြောလိုက်တယ်ချင်းဟန်လည်းကြောင်တောင်ဖြစ်နေပြီးရန်ရန်ကရောင်ရောင်သူကမကောင်းတဲ့သူမဟုတ်ဘူးသူကမင်းဖေပါလို့ပြောလိုက်တယ်ပါပါဆိုတော့ချင်းဟန်ကဟုတ်ပါတယ်ငါကမင်းရဲ့အဖေပါလို့ပြောလိုက်တယ်။ရောင်ရောင်လေးကမေမေသူကတကယ်ပဲသားရဲ့အဖေလားလို့မေးလိုက်တယ်။ရန်ရန်ကတော့ကြံတဲ့ကလေးတွေအားလုံးမှာအဖေတွေရှိတယ်။ရောင်ရောင်မှလည်းရှိရမယ်။ဟုတ်ပါတယ်သူကမင်းရဲ့အဖေပဲလို့ပြောလိုက်တယ်။ရောင်ရောင်လေးကဖေသားကိုဖတ်ထားပါလို့ပြောလိုက်တယ်။ချင်းဟန်ကတောင်းပန်ပါတယ်ကလေးလေး။အဖေရန်နောက်ကြမှတီးခဲ့ရလို့ပြောလိုက်တယ်။ရန်ရန်ကတော့ဒီချင်းမြောင်းတဲ့အိမ်ခန်းလေးထဲမှာတယောက်တည်းနေပြီးပြုစုခဲ့ရတာ။မိဘတို့ကလည်းအေးဆက်တဲ့ကတင်ပေါ်မှာတယောက်တည်းလူးလိမ်ရင်မခံမရက်နိုင်အောင်ဝေဒနာတွေကိုခံစားခဲ့ရတာရောင်ရောင်လေးကိုဖတ်ထားပြီးတန်းခေါင်ရဲ့အရေးပေါ်ခန်းထဲမှာတယောက်တည်းငိုကြွေးခဲ့ရတယ်အခုကြမင်းကနောက်ကျလို့တောင်းပန်ပါတယ်ဆိုတဲ့စကားလေးတစ်ခွန်းနဲ့ပြီးသွားမှလားဘာလို့မင်းကိုအခွင့်အရေးပေးရမှာလဲဆိုကပြောလိုက်တယ်မင်းကလေးကိုမြင်ပြီးအခုထွက်သွားလို့ရပြီဆိုကထပ်ပြောလိုက်တယ်ချင်းဟန်ကဘယ်သွားမလို့လဲလို့မေးတော့ဆေးရုံကိုရောင်ရောင်လေးကိုသွားစစ်ဆေးမလို့ပြန်ဖြေလိုက်တယ်ချင်းဟန်ကငါလိုက်ဖို့မယ်ဆိုတော့ရန်ရန်ကမလိုပါဘူးဆိုကထွက်သွားတယ်ချင်းဟန်ကနောက်ကနေလိုက်ပြီးရန်ရန်ဘလောက်ကြာငါစီကနေပုံနေအောင်မလဲလို့မေးလိုက်တယ်ရန်ရန်ကငါရှောင်နေတာမဟုတ်ဘူးငါတို့မှာဘာဆက်ဆံရေးမှမရှိတော့တာလို့ပြောလိုက်တယ်ချင်းဟန်ကမဟုတ်ဘူးငါကသူ့ရဲ့ဇီဝဗေဒဆိုင်ရာဖခင်မင်းကသူ့ရဲ့ဇီဝဗေဒဆိုင်ရာမိခင်ပဲငါတို့ဘာလို့မသက်ဆိုင်ရမှာလဲလို့ပြောလိုက်တယ်ရန်ရန်ကကွာရှင်းစာချုပ်မှာတရားဝင်လက်မှတ်ထိုးထားတာအခုကသစိမ်းတွေဖြစ်နေပြီလို့ပြောလိုက်တယ်ချင်းဟန်ကတော့ဒါဆိုလဲပြန်လက်ထက်ကြမယ်လေ
ဒီနေ့ပဲမှတ်ပုံတင်ရုံသွားကြရအောင်လို့ပြောလိုက်တယ်ရန်ရန်ကရဲပြီးဘာပြောတယ်လို့မေးလိုက်တယ်ချင်းဟန်ကပြန်လက်ထက်ကြရအောင်လို့ထပ်ပြောလိုက်တယ်ရန်ရန်ကမင်းယူနေပြီလားချင်းဟန်ပြန်လက်ထက်တာကလူနှစ်ဦးရဲ့ကိစ္စဖြစ်ပြီးသမရတဦးအနေနဲ့အမိန့်ပေးလို့မရဘူးမင်းကငါတို့ရဲ့သားလေးနဲ့ငါ့ကိုအဲ့ဒီတုန်းကစွန့်ပစ်ခဲ့တာဆိုတော့ချင်းဟန်ကမင်းသဘောတူအောင်ငါဘာလုပ်ရမလဲပြောပြပါဆိုတော့ရန်ရန်ကသဘောတူမဲ့အစားတီးလိုက်တာကကောင်းတယ်ကျမဘယ်တော့မှမှောင်မိုက်ပြီးမျောလင်းချက်မဲ့နေတဲ့နေ့ရက်တွေကိုပြန်မခံစားချင်ဘူးဟော်မီသားစုမှာကျမဘလို့ဘဝမျိုးဖြတ်တန်းခဲ့ရလဲဆိုတာသိလားမင်းကတစ်နှစ်ပတ်လုံးအိမ်နဲ့ဝေးနေတယ်ငါတယောက်တည်းအဲ့ဒီအေးဆက်တဲ့ဗီလာထဲမှာပိတ်မိနေတယ်လောင်အိမ်ထဲကငှက်ကလေးလိုပဲငါရဲ့အစင်တန်းကမင်းနဲ့မထိုက်တန်ဘူးဆိုတဲ့စကားတွေကိုပွင့်ပွင့်လင်းလင်းရောလျှို့ဝှက်တဲ့လှောင်ပြောင်မှုတွေကိုပါရင်ဆိုင်ခဲ့ရတာချင်းဟန်မင်းအိမ်ပြန်လာမှာကိုငါထက်ခါစောင့်နေခဲ့တာဒါပေမဲ့မင်းပြန်လာတိုင်းအလင်းစလိုဖြစ်နေတယ်ငါနဲ့ဘယ်နှခါထမင်းတူစားခဲ့ဘူးလဲမင်းနှလုံးသားထဲမှာငါအတွက်နေရာရှိလားဆိုတာတော့ငါမသိခဲ့ရဘူးငါပင်ပန်းနေငါတကယ်ပဲပင်ပန်းခဲ့ရတယ်ဆိုတော့ချင်းဟန်ကတောင်းပန်ပါတယ်ငါအပြစ်တွေပါငါရဲ့ခံစားချက်တွေကိုဖော်ပြရမှာမတော်ခဲ့ဘူးမင်းကိုလုံလောက်တဲ့ပစ္စည်းတွေပေးနိုင်ရင်ကောင်းတယ်လို့ငါထင်ခဲ့တာငါမင်းကိုချစ်တယ်ဆိုတာမင်းသိမယ်လို့ထင်ခဲ့တာရန်ရန်ငါမင်းကိုမေးလို့မရဘူးနှစ်အတွင်းညတိုင်းမင်းရဲ့ဝက်ချဝင်းဒုတ်ကိုငါဖွင့်တယ်ငါယူနေတယ်လို့မပြန်တဲ့ message တွေကိုစိုက်ကြည့်နေမိတယ်မင်းစီအချိန်ပေါင်းများစွာလာခြင်းခဲ့ပေမဲ့မင်းငါကိုမုန်းသွားမှာကိုငါကြောက်နေခဲ့တာမင်းကိုလွှတ်ချပြီးလွတ်မြောက်အောင်အတင်းအကျပ်လုပ်ခဲ့တယ်ဒါပေမဲ့ငါမလုပ်နိုင်ဘူးမင်းမရှိရင်ငါမနေနိုင်ဘူးလို့ပြောလိုက်တယ်ရောင်လေးကတော့မီမငိုပါနဲ့ဖေဖေလည်းမငိုပါနဲ့ဆိုတော့ချင်းဟန်လည်းဖေကမငိုပါဘူးဖေကပြောလို့ပါရန်ရန်ကျေးဇူးပြုပြီးငါ့ကိုပြန်လက်ခံဖို့ခွင့်ရေးပေးပါအခုပြန်လက်မထက်ချင်သေးရင်လည်းငါမင်းကိုအတင်းကျပ်မလုပ်ပါဘူးအနည်းဆုံးတော့မင်းနဲ့ကလေးကိုစောင့်ရှောက်ဖို့ငါ့ကိုနေခွင့်ပေးပါလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာနောက်ကနေလူဝေလျံရောက်လာပြီးဆင်လက်ဆောင်ကြည့်ပေးပါချင်းဟန်နဲ့ရန်ရန်တို့စကားပြောနေတော့လူဝေလျံရောက်လာပြီးဒီမှာဘလို့ဝမ်းနေပွဲဒရာမာမျိုးတင်ဆက်နေတာလဲဆိုကကင်မရာမန်တွေနဲ့အတူအနားကိုရှောက်လာတယ်ချင်းဟန်ကမင်းဘာလာလောက်တာလဲဆိုတော့လူဝေလျံကဒီအမိုက်ပုံထဲမှာဘသူနေတာလဲလို့လာကြည့်တာဒီကိုနေတိုင်းပြေးလာတဲ့သခင်လေးကိုဖမ်းထားပေးနေတဲ့သူဆိုကအိုးတကယ်တော့မင်းပါလားမစ္စတာယန်အိုး no မဟုတ်ဘူးအခါမစ္စတာယန်လို့ခေါ်တဲ့နာဒီကလေးကချင်းဟန်နဲ့တပုံစံတည်းပဲကွာရှင်းလုံးကကိုဝင်ရှိနေတယ်ဆိုတာသူ့ကိုဘာလို့မပြောတာလဲဒါမှမဟုတ်ဒီကလေးကချင်းဟန်ရဲ့ကလေးမဟုတ်လို့လားဆိုတော့ချင်းဟန်ကပါစက်ပိတ်ထားလူဝေလျံဆိုတော့လူဝေလျံကငါကတိတ်နေရမှာလားချင်းဟန်ငါကမင်းကျိုးအတွက်လုပ်နေတာသူဘလောက်တနာစရာကောင်းလိုက်လဲကွာရှင်းလို့နှစ်ကြာပြီးမှကလေးတယောက်နဲ့ပေါ်လာတာသူကလေးကအခြားယောက်ျားနဲ့ရခဲ့တာလားဆိုတာဘယ်သူသိမှလဲဆိုကဓာတ်ပုံရိုက်ပါသူ့မျက်နှာကိုအနီးကပ်ရိုက်ယူပါမနက်ဖြန်အွန်လိုင်းမှာတင်လိုက်ပါသစ္စာမရှိတဲ့ကိုကျိုးစိတ်ကြီးတဲ့မျိုးသမီးကသမရချင်းဟန်ရဲ့ဇနီးဟောင်းပါဘလောက်တောင်ဖောက်ပြန်နေတာလဲဆိုတာမြင်ပါစေလို့ပြောလိုက်တယ်ရန်ရန်လေးကြောက်သွားပြီးချင်းဟန်ကတော့မင်းကတေချင်းကိုတောင်းဆိုနေတာလားဆိုကကင်မရာကိုဆွဲယူပြီးအောက်ကိုရိုက်ချကတက်နှင်းပစ်လိုက်တယ်ထွက်သွားဆိုကမောင်းထုတ်လိုက်တယ်လူဝေလျံကတော့ဒီမိန်းမအတွက်ငါ့ကိုဒီလိုဆက်ဆံနေတာလားချင်းဟန်ဆိုတော့ချင်းဟန်ကကလေးနဲ့ဇနီးကိုကာထားလိုက်ပြီးငါနောက်ဆုံးအကြိမ်မင်းကိုတတိပေးမယ်ရန်ရန်ကငါရဲ့တရားဝင်ဇနီးဒီကလေးကလည်းငါရဲ့သွေးသားရင်းချပဲအမေနဲ့ကလေးပေါ်နောက်တစ်ခါလက်ညှိုးထိုးရဲရင်လူမိသားစုကိုနန်ချန်ကနေပျောက်ကွယ်သွားအောင်ငါလုပ်ပစ်မယ်လို့ပြောလိုက်တယ်လူဝေလျံကြောက်သွားပြီးချင်းဟန်ယူနေတာလားမင်းသူမအတွက်နဲ့ငါတို့လူမိသားစုရဲ့ဒေါ်လာဘီလီယံနဲ့ချီတဲ့စီးပွားရေးသဘောတူညီချက်တွေကိုဖျက်ပစ်မှာလားဆိုတော့ဟမ်အဲ့ဒီလူမိသားစုရဲ့ညံပြင်းတဲ့သဘောတူညီချက်လားငါချက်ချင်းပယ်ဖြတ်နိုင်တယ်ငါတို့ရုပ်အဖွဲ့မှာအဲ့ဒီလောက်ပတ်စံမရှိဘူးထင်နေတာလားရေးစရာကောင်းတဲ့လူရှင်တော်တယောက်အနေနဲ့ငါရှိမှထပ်မပေါ်လာနဲ့မင်းနဲ့ငါကြားမှာအရင်ကလည်းဘာမှမရှိဘူးနောက်လည်းရှိမှာမဟုတ်ဘူးလို့ပြောလိုက်တယ်လူဝေလျံကရန်ရန်စောင့်ကြည့်နေမင်းမှာကလေးရှိလို့အနိုင်ရသွားတယ်မှတ်နောက်မှသူညီးငွေသွားမယ်ဆိုတော့ချင်းဟန်ကငါရန်ရန်နဲ့လက်ထပ်ပူးတယ်သူကကျွန်တော်ရဲ့တူးလေးတော်မိန်းမပဲလူဝေလျံငါတို့ကိုထပ်ပြီးမနှောက်ယှက်နဲ့မင်းနောင်တရားလိုက်မယ်လို့ပြောလိုက်တယ်လူဝေလျံရဲ့နောက်လိုက်တွေကလည်းတမရကြီးကိုသွားမစွားနဲ့ဆိုကဆွဲခေါ်သွားပြီးကားပေါ်အတင်းတင်ကမောင်းထွက်သွားတယ်ချင်းဟန်ကရန်ရန်ကိုကြည့်ကမင်းကြောက်နေတာလားဆိုတော့မဟုတ်ဘူးလို့ရန်ရန်ကပြန်ဖြေလိုက်တယ်ချင်းဟန်ကရန်ရန်တို့သားမိကိုဖက်လိုက်ပြီးမကြောက်ပါနဲ့ငါရှိတယ်နောက်ဆိုမင်းနဲ့ကလေးကိုဘယ်သူမှအနိုင်ကျင့်ရဲမှာမဟုတ်ဘူးအနိုင်ကျင့်တဲ့သူကိုလည်းငါလွတ်ပေးမှာမဟုတ်ဘူးလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာချစ်စရာကလေးလေးကအောက်ကနေရက်လိုက်ကြပါတော့ငါညက်နေပြီဆိုတော့ချင်းဟန်ကစိတ်မကောင်းပါဘူးသားလေးအဖေပျော်လွန်းလို့ပါတောင်းပန်ပါတယ်မင်းကိုနာကျင်စေခဲ့တာလို့ပြောလိုက်တယ်နောက်ဆုံးတော့ပျော်ရွှင်စွာနဲ့ဆေးရုံကိုသွားရအောင်ဆိုကရန်ရန်ရောရောင်ရောင်ပါခေါ်ပြီးကားပေါ်တက်ခဲ့ကြတယ်ဆေးရုံရောက်တော့ချစ်စရာရောင်ရောင်လေးကဖေဖေသားကို Transformers ဝယ်ပေးဆိုတော့ချင်းဟန်ကဖေဖေကကလေးလေးကို Transformers အယုတ်တရားလောက်ဝယ်ပေးမှာသူတို့အားလုံးသားစကားကိုပဲနားထောင်ကြမှာဆိုတော့ကလေးကဝါတကယ်လားဆိုတော့ဖေဖေဘယ်တော့မှမလိမ်ဘူးလို့ပြောလိုက်တယ်ရန်ရန်ကတော့ဒီရေခဲလိုအေးဆက်တဲ့လူကအရန်နူးညံ့နိုင်တာလားဆိုပြီးတွေးနေမိတယ်ကားပေါ်ရောက်တော့ရန်ရန်ကဘာလို့မရက်တာလဲဒါကအိမ်ကိုသွားတဲ့လမ်းမဟုတ်ဘူးဆိုတော့ချင်းဟန်ကငါမင်းတို့နှစ်ယောက်ကိုဒီညစ်ပတ်တဲ့နေရာမှာဆက်ပြီးနေခွင့်ပေးမယ်လို့ထင်နေတာလားလုံခြုံရေးအဆောင်တော်မပါပဲဆိုတော့ရန်ရန်ကဘာဖြစ်လို့လဲငါအဲ့ဒီမှာနှစ်ကြာအောင်တယောက်တည်းကလေးကိုပြုစုလာတာတော်တော်လေးကောင်းပါတယ်လို့ပြောလိုက်တယ်ချင်းဟန်ကအဆင်မပြေဘူးပေးလွန်းနေအိုဟောင်းလွန်းနေ
ပြီးတော့မလုံခြုံဘူးဆိုကငါနဲ့အိမ်လိုက်ခဲ့ပါအဲ့ဒါကမင်းနဲ့ရောင်ရောင်လေးရဲ့တကယ်အိမ်ပဲလို့ပြောလိုက်တယ်ရန်ရန်ကမင်းနဲ့ပြန်လက်ထပ်ဖို့သဘောမတူရသေးဘူးဆိုတော့ချင်းဟန်ကခဏတော့နေလိုက်ပါနောက်မှဖြည်းဖြည်းချင်းပြန်လက်ထပ်ဖို့လှုပ်ဆောင်ကြတာပေါ့မင်းကိုအတင်းကျပ်မလုပ်ပါဘူးငါ့ကိုခွင့်လွှတ်နိုင်တဲ့အခါမှာငါတို့လက်ထပ်မပုံတင်သွားယူကြမယ်မင်းကိုစောင့်ရှောက်ပေးရစေမင်းရဲ့ယောက်ျားအနေနဲ့ရောကလေးရဲ့အဖေဖြစ်ပါငါတာဝန်ယူပါရစေလို့ပြောလိုက်တယ်ရန်ရန်ရဲ့ပါးလေးတွေညီရဲလာတယ်ရောင်ရောင်လေးကလည်းဟုတ်တယ်ဖေဖေအိမ်ကိုသွားမယ်အဲ့ဒီမှာအယုတ်တွေအများကြီးရှိတယ်ဆိုတော့ချင်းဟန်ကဟုတ်တယ်ဖေဖေမင်းကိုအယုတ်တွေအများကြီးဝယ်ပေးမယ်ဆိုကပျော်ရွှင်စွာနဲ့တားဖားနှစ်ယောက်စကားပြောနေကြတယ်ရန်ရန်ကကောင်းပါပြီဆိုတော့ချင်းဟန်ကကျေးဇူးတင်ပါတယ်ရောင်ရောင်ဆိုလိုက်တယ်ရန်ရန်ကအပျော်စောမနေနဲ့ငါထွက်သွားခြင်းနဲ့အချိန်ထွက်သွားလို့ရတယ်ဆိုတော့ချင်းဟန်ကမင်းတို့ကိုဘယ်တော့မှထွက်သွားခွင့်မပေးတော့ဘူးဆိုကအိမ်တို့ရောက်လာခဲ့တယ်အိမ်ရောက်တော့ဟောက်ဟောက်လေးကအတင်းပြေးထွက်လာပြီးအန်ဒီညီငယ်ဆိုကပြေးဖက်တော့တာပဲပြီးတော့ကောင်းတယ်နောက်ဆုံးတော့မင်းတို့ရောက်လာပြီဆိုတော့ရန်ရန်ကအတော်အကြောင်းကိုမင်းဦးလေးကိုပြောပြလိုက်တာလားဆိုတော့တောင်းပန်ပါတယ်ဦးလေးကအတင်းတောင်းဆိုနေတော့ကျွန်တော်မတက်တာလို့ပြောလိုက်ရတာပါလို့ပြောလိုက်တယ်ရန်ရန်ကဘာမှမဖြစ်ပါဘူးကောင်းလေးကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ်ရောင်ရောင်လေးကအန်ဒီအပြစ်မတင်ဘူးလားဆိုတော့ရန်ရန်လည်းငါလည်းမသိဘူးမင်းမရှိရင်ငါဟာကြောက်တတ်တဲ့သူတယောက်လိုပုံအောင်ပြီးအရာအလုံးကိုရှောင်ရှားနေရအောင်ပါဆိုကတွေးနေမိတယ်ဟောက်ဟောက်လေးကတော့ဒါဆိုညီလေးနဲ့အချိန်တိုင်းဆော့ကစားလို့ရပြီဆိုကကလေးနှစ်ယောက်သားပျော်ရွှင်စွာဆော့ကစားနေကြပြီးညီလေးကိုအိမ်ထဲသို့ခေါ်သွားတယ်ရန်ရန်ကတော့ဘယ်တော့မှထွက်မပြေးတော့ဘူးပုံအောင်လည်းမနေတော့ဘူးဆိုကတယောက်နဲ့တယောက်ဖတ်ထားလိုက်ကြတယ်ချင်းဟန်စီကိုလက်ထောက်ရောက်လာပြီးဥက္ကဋ္ဌချင်းဟန်ဒီညစာစားပွဲရှိတယ်ဆိုတော့ချင်းဟန်ကအချိန်ကိုကြည့်ကပယ်ဖြတ်လိုက်ပါငါရဲ့ဇနီးအတွက်ချက်ပြုတ်မယ်ဆိုကမိဖို့ခန်းထဲဝင်ပြီးချက်ပြုတ်နေတယ်ပြီးတော့ကလေးကိုပုံမြင်တွေဖတ်ပြပြီးချော့တိတ်နေတော့ရောင်ရောင်လေးကရေမောနေတယ်ရန်ရန်လေးအိပ်ပျော်နေတာကိုလည်းနဖူးလေးကိုနမ်းပြီးချစ်တယ်ရန်ရန်ဆိုကပြောလိုက်တယ်ရန်ရန်ကတော့ဒီမာနကြီးတဲ့လူကနောက်ဆုံးတော့လေတယောက်ယောက်ကိုကိုယိုကာယာချစ်တက်လာပြီးဆိုကတွေးနေမိတယ်မနေ့ရောက်တော့ကလေးကိုချီက3ယောက်သားအစင်သင်းဖြစ်ပြီလားဆိုတော့ရန်ရန်ကအစင်သင်းဖြစ်ပါပြီဆိုကပြန်ဖြေလိုက်တယ်ထို့နောက်လက်ထပ်မှတ်ပုံတင်ပြုတ်လုပ်ပြီးတားဖ3ယောက်သားပျော်ရွှင်စွာနဲ့ထွက်လာခဲ့ကြတယ်ချင်းဟန်ကတော့ရန်ရန်ကိုအတင်းဖက်ပြီးနမ်းလိုက်တယ်ရန်ရန်ကလူတွေအများကြီးရှိတယ်ဆိုတော့ချင်းဟန်ကတလောကလုံးကိုတောင်သိစေချင်တာမင်းကငါရဲ့ဇနီးဆိုတာလို့ပြောလိုက်တယ်အဲ့ဒီနောက်ရန်ရန်လေးကနောက်ထပ်ကိုဝင်ရသွားပြီးချင်းဟန်ကတော့ဒီဆေးလေးတောက်လိုက်ဒါကကလေးအတွက်ကောင်းတယ်ဆိုတော့ရန်ရန်ကဥက္ကဋ္ဌဟွာနို့တိုက်များလို့ကျမနို့စားနွားမတကောင်ဖြစ်နေပြီဆိုကပြောလိုက်တယ်ချင်းဟန်ကဆရာဝန်ကကယ်ဆီယမ်ပိုလိုအပ်တယ်လို့ပြောထားလို့ပါဆိုကဘိုင်လေးကိုပုတ်တက်ပြီးသမီးလေးပဲဖြစ်ရမယ်ဘာလို့ဆိုမင်းလိုပဲအရန်နူးညံ့ပြီးအရန်လှပရမယ်လို့ပြောလိုက်တယ်ရန်ရန်ကမင်းသမီးလေးမှန်ဘလို့သိလဲဆိုတော့ချင်းဟန်ကငါစိတ်ကအလိုလိုသိနေတာဆိုကဘိုင်လေးကိုနမ်းပြီးမင်းသမီးလေးကိုဖေဖေစောင့်ရှောက်ဖို့အပြင်မှာစောင့်နေမယ်လို့ပြောလိုက်တယ်။ရောင်ရောင်လေးကလည်းပြေးလာပြီးကစားလို့ဝပြီးဖတ်ထားခြင်းနဲ့ဆိုတော့ချင်းဟန်ကမိမိပိုက်ထဲမှာသားလေးရဲ့ညီမလေးရှိနေတယ်။ဖေဖေဖတ်ပေးမယ်ဆိုတော့မရဘူးမိမိချီပေးတာပဲလိုချင်တယ်လို့ပြောလိုက်တယ်။ချင်းဟန်ကဖေဖေရဲ့ပွေးဖက်မှုကမလုံလောက်ဘူးလားဆိုတော့ရောင်ရောင်လေးကအဖေနန်းကမကောင်းဘူး။မိမိနန်းကကောင်းတယ်လို့ပြောလိုက်တယ်။ဟောက်ဟောက်လေးကဦးလေးငင်းခံလိုက်ရပြီဆိုကရေမောနေတယ်။နောက်ဆုံးတော့လေတားမိသားအဖအားလုံးပျော်ရွှင်စွာနဲ့နေထိုင်သွားကြတယ်အခုကြည့်ရှုနေတဲ့သူတွေလည်းတာယာတဲ့မိသားစုလေးကိုပိုင်ဆိုင်ပြီးချစ်တဲ့သူနဲ့အတူနေထိုင်သွားရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဇလန်းကောင်းလေးတွေတင်ပေးဦးမှာမို့အားပေးကြပါဦးဗျ